မြန်မာဝတ်စုံနဲ့ပုံနေတင်လူရပို့ကြည့်တယ်ကျွန်မ engagement ပို့ရတယ်အသက်30မတိုင်ခင်တော့ငါလုပ်ငန်းတစ်ခုလုပ်ကိုလုပ်မယ်ဆိုတဲ့ဒီ promise တော့ကိုလုပ်ခဲ့တယ်အဲ့ချိန်မှာထွေစားစဉ်းစားဘာလုပ်ရင်ကောင်းမလဲငါဘာလုပ်ရင်ကောင်းမလဲပေါ့လုပ်ရတဲ့ပွဲရဲ့တဘာဝအရာထွေစားမြန်မာဝတ်စုံတွေဝတ်ရတယ်အိမ်မှာတော်တော်များများအဲ့ချိန်တော့ထွေစားကိုချုပ်ပေးတာမချုပ်မို့ကိုပေါ့နော်မချုပ်မို့ကလည်းတော်တော်တော့တကယ်ကျေးဇူးရှိပါတယ်သူကလည်းညာတွင်းချင်းမနေ့ပြန်ပွဲရမယ်ဆိုအမအယောင်ပဲပြောလိုက်တာအမကြီးဒီယောင်ဆိုသူကချင်းချုပ်ပေးထားချုပ်ရင်းကနေပြီးတော့အဲ့မြန်မာဝတ်စုံနဲ့ပုံနေတင်လူရပို့ကြည့်တယ်ကျွန်မ engagement ပို့ရတယ်ဒီလားရိုးခေါင်းဝင်နေနေဆိုလူတွေကစိတ်ဝင်စားအောင်မြန်မာဝတ်စုံနဲ့ဆိုရင်အေးပေါ့ကိုရာဆိုလည်းမြန်မာဝတ်စုံဆိုတော့လေကြည့်မိမှာပဲလीနော်ကိုတလေးကိုဟုတ်တယ်မလားဒါပေမဲ့လေအဲ့နဲ့ကြည့်တော့ဟဲပေါ့ဘာလို့ငါမြန်မာဝတ်စုံပြီးတော့တချို့ face တွေကလည်းပြန်တင်ပြီးတော့ဒီ design တွေရတယ်ဘာညာအဲ့လိုတွေတင်တော့အော်ပေါ့စဉ်းစားလိုက်တယ်ဟဲလို့မြန်မာဝတ်စုံကတော်တော်များများပေါ့နော်လူတွေတတိထားမိတာပဲကိုကိုပေါ့နော်အဲ့မှာကိုကတော့မြန်မာဝတ်စုံကိုကြက်လို့ဆိုပြီးတော့တိတ်မဝေ့ဖြစ်ဘူးပုံမှန်အချိန်လေးဆိုရင်အဲ့ချိန်မှာစဉ်းစားလိုက်တော့ခက်ထားဆိုငါဘာ brand လုပ်မလဲပေါ့အဲ့မှာတွေးမိတယ် brand လို့ရင်ကိုကမြန်မာနိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကိုရဲ့နိုင်ငံကိုကိုစားပြုတဲ့ brand တစ်ခုတော့ဖြစ်ချင်တယ်ပေါ့နော်ဒီမှာပဲရတဲ့အရာတစ်ခုပေါ့နော်အဲ့လိုတစ်ခုခုအနှစ်သာရလေးရှိစေချင်တယ်ပေါ့နော်အဲ့တော့ ready made ပေါ့ပေါ့ပါဝယ်လို့ရတယ် ready to wear လေးလုပ်လိုက်မလားပေါ့အဲ့ချိန်တော့ကြည့်လိုက်တော့ဒီစားတို့ ready to wear လုပ်နေတဲ့ brand တော့ရှိတယ်တကယ်လည်းကောင်းတယ်သူတို့ brand လည်းသူတို့လုပ်နေရလဲတွေ့တော့ဟာတကယ်လည်းဒီမှာဒီ market ရှိနေပြီဆိုတော့ကိုလည်းလုပ်ချင်တယ်ပြီးရင်ကိုစားပြုတဲ့ brand လည်းဖြစ်ရမယ်အဲ့ကိုစားပြုတဲ့ brand လို့ပြောလိုက်ရင် तू ကဘာ brand လဲဆိုရင်မြန်မာဝတ်စုံ brand ဆိုတာကိုတခြားနိုင်ငံမှာတော့ပြောရင်လေဒါလေးကအရန်အတိတ်ပဲရှိရလို့ခံစားရတယ် Trisa Dog ကပြီးတော့အသက်30မတိုင်ခင်မှာကိုစားပြုတဲ့ brand ကကိုရဲ့ nationality ကိုလည်းကိုစားပြုတဲ့အမှတ်တစိတ်တစ်ခုဖြစ်နေရဲဆိုတာမျိုးဖြစ်ချင်တယ်အားကြောင့်မလို့ Trisa မြန်မာဝတ်စုံ brand ခိုင်ဒီဆိုတာကိုဖွင့်ခဲ့တာ